Chris 900အရွက်အကြီးနဲ့အယုတ်ကောက်ကြည့်ခြင်းပဲဒီယုံဆိုးဆိုးအယုတ်ကလေးက Chris ရဲ့နောက်ကိုမလိုက်ချင်တဲ့အတွက်ကြောင့်မာတိတ်တိတ်လေးအိတ်နေတဲ့အယုတ်လေးကို Chris သူအိတ်ပြုံနေတဲ့ချိန်လေးမှာ Chris တွားမှုမယ်ရသူလန့်နိုးသွားပြီသူလန့်နိုးပြီးတော့လန့်ပြီးတော့ဖင်ထောင်သွားတာသူလန့်ပြီးဖင်ထောင်သွားတယ်အဲ့အတွက်ကြောင့်30သူ့ကိုနိုးသွားပြီဆိုတော့30ခေါ်လိုက်တော့မယ်နော်ဖင်ထောင်သွားတဲ့အယုံလေးကို30နောက်ရအောင်ခေါ်မယ်ကွာကဲပြန်ပြီးအိတ်ချင်နေတဲ့ကောင်ကိုပြန်ပြီးတော့နိုးအောင်လုပ်မယ်ကွာဆောင်းပါနေနေအပေါ်ရောက်သွားပြီပဲဆယ်မှာနောက်ဆုံးတစ်ကွိုင်ပဲရှိတော့အဲ့တစ်ကွိုင်နဲ့လောက်ကြည့်ချင်မယ်သူ့တော့မခေါ်တော့သူက Chris ရဲ့အနီးနားကနေအဝေးကိုရောက်သွားပြီဆိုတော့ Chris ဒီရရုပ်လေးပဲ try ကြည့်လိုက်ပါတော့မယ်အနီးနားမှာရှိတဲ့ရုပ်လေးပဲ Chris try ကြည့်လိုက်တော့Chris မရခဲ့ပါဘူးဒီလိုပန်းရောင်ကဘာထဲမှာရှိတဲ့အရုပ်လေးတွေကလည်း Chris တကောင်းလုံးလိုချင်တာ Chris မရခဲ့ဘူး